အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့စော်ကြီးဂိမ်းမရပါโอเคကျွန်တော်တို့ဒီနေ့မှာတော့စပွန်ဘောစကင်ကိုမြန်မာနိုင်ငံမှာလုံးဝမပေးဘူးဗျโอเค VPN ချိတ်တဲ့ခါမှာကြောက်လဲဆာဗာဒေါင်းနိုင်ဘာညာဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဆာဗာလည်းမဒေါင်းရအောင်အတက်နိုင်ဆုံးပေါ့နော် VPN ကိုရှောင်ပြီးတော့ကြတော့စပွန်ဘောစကင်ကိုဘယ်လို free ယူရမလဲဆိုတာကိုကျွန်တော်ရှာဖွေသွားမှာပဲဖြစ်ပါတယ်ဗျโอเคဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်ပြီးတော့ဗလာဆောင်လေးနဲ့ဒီဗီဒီယိုလေးရဲ့ရည်ရွယ်ချက်ကိုကျွန်တော်သိစေချင်တယ်ဗျာအဲ့ဒါဘာလဲဆိုကျွန်တော်တို့မြန်မာစာပါကိုလုံးဝကိုမပေးတာကြီးကိုကျွန်တော်တော်တော်စောင်းမြင်ကတ်သွားတယ်ဗျာမွန်တွန်းပေါ့နော်โอเคမွန်တွန်းကိုစောင်းမြင်ကတ်တဲ့အတွက်ကြောင့်မို့ဒါမျိုးကျွန်တော်ဘလို့လုံးအောင်မလဲဆိုတာကိုရှာဖွေထားတယ်ဗျာ fake GBS တွေ GBS မျိုးစုံတွေကိုကျွန်တော်ဒေါင်းခဲ့တယ်ဒေါင်းပြီးတော့ကျွန်တော်မျိုးစုံဗျာကျွန်တော်စမ်းပြီးresult တွေပေါ့နော်စမ်းပြီးတော့ရလာတဲ့အဖြေတွေကိုဗလာသားတို့ဒီဗီဒီယိုမှာတစ်ခါတည်းပြောပြသွားပြီးမှာဗျပြီးရင်ဘလို့လောက်တာစပွန်ဘောစကင်ကို free ရပြီးတော့ advance မခံရလဲဆိုတာပါဒီဗီဒီယိုမှာကျွန်တော်ဒေချာလီရှင်းပြသွားပေးမယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီ my location track GPS ကိုကျွန်တော်လေး down လိုက်တယ်ပေါ့နော် Play Store ကနေပြီးတော့ okay ဒါကကျွန်တော် GPS ကိုကျွန်တော်တို့ဘလို့လောက်တယ်ဆိုကျွန်တော်ရှင်းပြပေးရပါတော့ဒါက VPN မဟုတ်သေးဘူးပေါ့နော်ဒါ VPN မဟုတ်ဘူး okay ကျွန်တော်ဒီ GPS လေးကျွန်တော် down တယ် down ပြီးတော့ကျွန်တော် location ချတယ်ဗျ location ချတဲ့နေရာမှာကျွန်တော်ဘယ် location ကိုချလိုက်လဲဆိုရင်ဂျပန် location ကိုချတယ် okay ဂျပန် location ကိုချပြီးတဲ့အခါမှာကျွန်တော်စမ်းပြီးတော့ဝင်ကြည့်တယ်ဗျ Mobile Legends တွေကို okay ဒီ GPS နဲ့လည်းကျွန်တော် Mobile Legends တွေကိုဝင်ကြည့်တဲ့အခါမှာကျွန်တော်မြန်မာစာပါပဲရောက်နေပေါ့နော်စပွန်ဘောစကင်ကြီးကတော့လုံးဝပေါ်မလာဘူးဗျ okay ဒါမှကျွန်တော်နောက်ထပ် GPS တစ်ခုနဲ့ထပ်စမ်းခဲ့တယ်ဒီနေရာမှာကျွန်တော်စပြီးတိုင်ပတ်တယ်ပေါ့နော်ဒီ fake GPS location ကကျွန်တော်တို့ဖုန်းတွေမှာမရဘူးပေါ့ဗျာinstall ကိုတင်လို့မရဘူး down လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဖုန်းတွေမြင့်နေရလို့ပြောရပေါ့နော် okay ကျွန်တော်ခုဒါစမ်းပြတာကြတော့ကျွန်တော်တို့ဒီတစ်ဖွဲ့လုံးကင်နေပေါ့နော် KD Pro နဲ့ကျွန်တော်စမ်းပြပေးတာဗျာစင်မပြေရဲ့နောက်ဆုံးမှာကျွန်တော်နောက်ထပ်တခြားဖုန်းလေးနဲ့ထပ်ပြီးတော့ down ကြည့်တယ်ပေါ့နော်စင်မပြေသေးဘူးဗျ okay နောက်ဆုံးမှာကျွန်တော်ဒီ Redmi 40C နဲ့ကျွန်တော်စလုပ်တယ်ပေါ့နော်စလုပ်တဲ့ခါမှာလည်းအဲ့ဖုန်းမှန်ကြောင်းနေတဲ့အတွက်ကြောင့်မို့download တော့ရရဆိုပေမဲ့တစ်ချက်ချင်းစီနှိမ့်ရတာတော်တော်ကြာသွားတယ်ဗျအချိန်လေးတော်တော်လေးကြာသွားတယ်ပေါ့နော်ကြားတဲ့ခါမှာလုတ်ပြီးတော့ပေါ့နော်ဂျပန် location မှာကျွန်တော်တို့ထောက်တယ်ထောက်ပြီးတဲ့ခါမှာပြန်ဝင်ကြည့်တော့ကျတော့ဖုန်းနှလုံးဆန်းတဲ့ခါမှာတစ်လုံးကကြာတော့ကျွန်တော်တို့တွေစပွန်ဘောစကင်ရတယ်တစ်လုံးကကြာတော့ဒီမြန်မာစာပါပဲရောက်နေရပေါ့နော် okay ဒီနေရာမှာဒါ VPN မဟုတ်တဲ့အတွက်ကြောင့်မို့ဘာသာဦးအနေနဲ့လဲစမ်းစေချင်တယ်ဗျာဘာလို့လဲဆို Play Store မှာ fake GPS ဆိုပြီးရိုက်ရှာပြီးတော့ကျွန်တော်တို့ down လိုက်မယ်ဗျာခုနကလည်းကျွန်တော်အပုံရှိမှပြခဲ့ပြီးပေါ့နော် okay အဲ့ဒီမှာ down ပြီးတဲ့အခါမှာရောက်လို့ရှိရင်ဂျပန် location လေးကိုချလိုက်ဂျပန် location လေးကိုချပြီးတဲ့အခါမှာရောက်လို့ရှိရင်ကျွန်တော်တို့ game နဲ့ဝင်ပေါ့နော်အဲ့ဒါကျတော့လုံးဝကို VPN မပါတဲ့အတွက်ကြောင့်မို့မြန်မာစာပါတွေဘန်းခါမှာ down လာရကြတော့တော်တော်လေးအသက်တာတယ်ပေါ့နော် okay ပြီးတော့နောက်တနည်းရှိတယ်မရတဲ့လူတွေအတွက်လည်းနောက်တနည်းကျွန်တော်ထပ်ပြောပေးမယ်ဗျ okay ဒါဆိုရင် browser တို့ဒီတနည်းကမှတ်ထားလိုက်တော့ပေါ့နော်ဒီတနည်းကအဆင်ပြေတဲ့နည်းလေးဒါကကြတော့ကျွန်တော် fake GPS နဲ့ကျွန်တော်တို့တွေရတယ်ပေါ့နော်အဲ့ fake GPS နဲ့မှမရတဲ့လူတွေအတွက်လည်းနောက်တစ်မျိုးကျွန်တော်ထပ်ပြီးတော့ကြမ်းပေးတယ်ဗျအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီမြန်မာစာပါမှာပဲပေါ့နော်ဒီ mission တွေကိုအရင်လိုက်မယ်ဗျာ okay mission တွေပါညာ exchange coin တွေအရင်စုမယ်ဒါတော့ browser ကိုလွယ်ပါတယ်ဒီဈေးရောင်းတာတွေဘာတွေကကြတော့အရန်ကြီးခတ်တာတော့မဟုတ်ဘူးပေါ့နော်okay mission တွေအရင်လိုက်ပြီးပြီဆိုမှကျွန်တော်တို့ဒီမှာပေါ့နော်အဲ spawn for second ကိုလဲဖို့အတွက် exchange coin လေးတွေရမယ်ဗျ okay အဲ့ဒီ exchange coin ကဘယ်တော့ခါမှပျောက်သွားမှာမဟုတ်ဘူးဗျာကျွန်တော်တို့တွေဒီ exchange coin 2000နဲ့ spawn for second ကိုဥပမာလေးနဲ့ပြောကြမယ်နော် exchange coin 2000နဲ့ spawn for second ကိုလဲလို့ရတယ်ပဲထားတော့ဒါဆိုကျွန်တော်တို့မှာ exchange coin 2000ပြည့်အောင်စုလိုက်ဗျ okay exchange coin 2000ပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဂျပန် VPN လေးချိတ်လိုက်ပေါ့နော်ချိတ်ပြီးတဲ့ခါမှာရောက်လို့ရှိရင်စပွန်ဘောစကင်လေးကိုဝင်ပြီးတော့လဲလိုက်ရုံပဲဗျ okay ကျွန်တော်ပြောချင်တာကကျတော့ VPN ကြီးကိုချိတ်စရာမလိုဘူးပေါ့နော်ဒီခုလိုမျိုးပုံမှန်ရက်တွေမှာမချိတ်နဲ့ကိုယ့်ကိုမြန်မာစာပါမှာပဲစော့နေပေါ့နော်ဘယ် VPN လေးကကောင်းလဲဆိုကျွန်တော် Play Store မှာဒီလို .vpn ဆိုပြီးရိုက်ချလိုက်ပေါ့နော်သူကကျွန်တော်တို့တွေအဘန်းခံဖို့ရာခိုင်နှုန်းအနည်းဆုံး VPN လို့ပြောလို့ရတယ်ဗျ okay အဲ့ဒီ VPN လေး down ပြီးလို့ရှိရင်ကျွန်တော်ဂျပန် location လေးကိုချိတ်ရမယ်ဗျဂျပန် location ချိတ်ပြီးတဲ့အခါမှာလဲမဲ့ရက်မှာချိတ်ရမှာเนาะကျွန်တော်တို့ exchange coin ပြည့်ပြီးဆိုမှလဲမဲ့ရက်မှာချိတ်ပြီးတော့ Mobile Legends နဲ့ဝင်ပြီးတော့ကျွန်တော် cyclone skin လေးကိုဝင်ပြီးတော့လဲလိုက်ဗျလဲပြီးတဲ့အခါမှာကိုယ့်ကိုပုံမှန်တိုင်းမှာ session ပြီးတော့ထားလိုက်ပေါ့เนาะဒါဆိုကျွန်တော် VPN ချိတ်တဲ့အချိန်က10မိနစ်တောင်မကြာဘူးဗျာ okay အဲ့ဒီတော့ကျွန်တော်မြန်မာစာပါဒေါင်းမာတွေကလည်းလုံးဝမဖြစ်နိုင်ဘူးပေါ့เนาะပြီးတော့တစ်ချိန်နဲ့ချိတ်တာမဟုတ်ဘူးဗျာတယောက်နဲ့တယောက်ကပေါ့နော်ဒီမြန်မာနိုင်ငံမှာ Mobile Legends ဆော့ရဲ့ player အယောက်100ပဲရှိတယ်ထားပါတော့ဒီနေ့မှာပထမဆုံးအယောက်20က exchange coin ပြည့်သွားလို့ spawn box စကင်ကို VPN ချိတ်ပြီးတော့ဝင်လဲတယ်နောက်ရက်မှာရောက်တော့ကျန်တဲ့အယောက်20အဲ့လို20ချင်းအဲ့လိုမျိုးတွေခွဲပြီးတော့သွားလိမ့်မယ်ဗျာ
တရက်ထဲပဲအချင်းကွိုင်းနေအကုန်လုံးရသွားမယ်ဆိုတော့မဟုတ်ဘူးပေါ့နော်ဒါကိုယ့်ရဲ့ဂိမ်းကစားနိုင်ပုံမူတည်ရအတွက်ကြောင့်မို့ဂိမ်းကောင်းကောင်းမွန်မွန်စော့နိုင်တဲ့လူကကြတော့အချင်းကွိုင်းများများပိုးရမယ်မြန်ပိုးရမယ်အဲ့ဒါဆိုသူတို့ကအရင်ပိုးပြီးစောလဲရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့တွေကတပြိုင်နက်သေးပေါ့နော်ပလီယာအယောက်100လုံးတပြိုင်နက်သေးဒီဂိမ်းထဲကို VPN ချိတ်ဝင်တာမဟုတ်တဲ့အတွက်ကြောင့်မို့ဘန်းခံမဲ့ရာခိုင်တော့တော်တော်ကြီးကိုနဲတယ်ဗျာကျွန်တော်လည်းအဲ့ဒီအတိုင်းပဲလုပ်မှာဗျာပြီးတော့ဂါးကောင်းအနေနဲ့ကျွန်တော်ရင်နှင်းစရာတစ်ခုပြောပြမယ်ဗျာโอเคကျွန်တော်မြန်မာစာပါဒေါင်းတယ်ဆိုတာအဓိကဘာကြောင့်ဒေါင်းတယ်လို့ဂါးကောင်းထင်တယ် VPN ချိတ်တော့โอเค VPN ဘာကြောင့်ချိတ်လဲဆိုကျွန်တော်တို့မြန်မာစာပါမှာမြန်မာ emoji တွေပေးတယ်မြန်မာစာပါတီးတန့်ပေးတဲ့အချိန်မှာတခြားအင်ဒိုနီးရှားအကောင့်တွေဖိလစ်ပင်းအကောင့်တွေသူတို့တွေတောင်မှကျွန်တော်တို့မြန်မာ VPN ကိုရှားထောင်းပြီးတော့မြန်မာ location ချိန်ပြီးကျွန်တော်တို့မြန်မာစာပါတဲ့ဝင်ပြီးတော့မြန်မာ emoji တွေမြန်မာဘောင်းတွေကိုသူတို့ကိုယ်တိုင်တော့ဝင်ယူခဲ့ကြတယ်ပေါ့နော်အဲ့လိုမျိုးဝင်လာတာများလို့မို့ကျွန်တော်တို့ဒီမြန်မာစာပါလေးကခဏခဏထောင်းသွားတာဖြစ်တယ်ဗျာကျွန်တော်တို့မြန်မာဘက်က VPN ချိန်ပြီးဝင်တဲ့ဟာတော်တော်နဲတယ်ပေါ့နော်လုံးတဲ့ဥယျာဉ်တော်တော်နဲတယ်တခြားနိုင်ငံအကောင့်တွေဘယ်ဟာမှအလုံးမပေးဘူးဘလို့တို့အဲ့ဒါကြောင့်မို့ခုချိန်မှာကျွန်တော်တို့ကလည်းဒီကျွန်တော်ပြောခဲ့တဲ့နီလန်လေးအတိုင်းပဲကျွန်တော်လှုပ်စီခြင်းလဲပေါ့နော်တခြားနီးတွေနဲ့စမ်းလာတဲ့ဆိုင်နေတိုင်း VPN ချိတ်စရာမလိုဘူးโอเค VPN ကိုကျွန်တော်လဲမဲ့ရက်မှာပဲချိတ်ရမယ်ချိတ်ပြီးရင်ကျွန်တော် site ကလောက်ရဲ့ sponsor skin ကိုလဲမယ်ဗျလဲပြီးရတဲ့ session ပြီးတော့တန်းထွက်လိုက်ပြီဆိုရင်တော့အဆင်ပြေတယ်ဗျဘာမှတော့ပြဿနာမရှိတော့ဘူးပေါ့နော်โอเคကျွန်တော်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗျအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ